နဲ့တူငါတို့ရေချိုးလိုက်အောင်ဟမ်အမေအကြီးတော့လဲခဲ့ရောမိုက်တယ်ဗောမေက မရေမချိုးတာ မထူတော့ကလေးနဲ့ငါတို့ရေတော့ချိုးအောင်လို့အဲလူကြီးချိုးလို့ရလားလို့မေးလိုက် ဘယ်လိုပေါ့ကလေးသေးရပါဘူး အေးလေအဲ့လိုလဲချိုးလို့ရလားတော့ညညီလေလူကြီးတွေချိုးလို့ရလားရပါရအလာဝေးလိုက်တယ်အားတော့ဘိုက်တော်ထွက်လာပြီကွာနေတကယ်အားတော့ဘိုက်တော်ထွက်လာပြီလို့ဟမ်ငါတော့ဘိုက်တော်ရေချိုးလို့ရလားလို့မေးတာကလေးနဲ့တူချိုးဖို့ရတာ အေးပေါ့အိမ်မမြင်တဲ့ကောင်ရေချိုးပေါ့ရေချိုးဖို့မင်းပါပေါ့ကိုလေးတို့အိမ်ပြန်ရေချိုး